ဒီဘုံမှာတော့ကျွန်တော်ထင်ပါတယ်ကျွန်တော်တို့ပွဲကိုတကယ်ကိုကောင်းကောင်းစတင်နိုင်ခဲ့တယ်လို့ထင်ပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့ပထမဆုံးနဲ့အဓိကကြဆုံးကတော့ကျွန်တော်တို့ဒီကနေ့ဘလို့အသင်းမျိုးနဲ့ရင်ဆိုင်ရမလဲဆိုတာကိုနားလည်ထားခဲ့တယ်လို့ကျွန်တော်ထင်ပါတယ်တကယ်ထိတ်တန်းအသင်းတဲ့မှာတကယ်ကိုအရေးသွေးရှိတဲ့အသင်းတဲ့မှာပြီးတော့ကျွန်တော်တို့ပွဲကိုတကယ်ကိုကောင်းကောင်းစတင်နိုင်ခဲ့တယ်လို့ထင်ပါတယ်ကျွန်တော်ခံစားမိတာကတော့အဲ့ဒီကို service ကနေပေးလိုက်ရတဲ့ကိုကကျွန်တော်တို့ရဲ့အချိန်ဟုန်ကိုနည်းနည်းလေးကျသွားစေခဲ့ပါတယ်ပြီးတော့ကျွန်တော်တို့တပတ်လုံးအဲ့ဒီအပေါ်မှာအများကြီးစူးစမ်းခဲ့တာပါဒါပေမဲ့ကျွန်တော်ထင်ပါတယ်အဲ့ဒါကကျွန်တော်တို့ရဲ့ထပ်မြတ်မှုကိုနည်းနည်းလေးကြာဆင်းသွားခဲ့ပြီးတော့ဒုတိယကိုကလည်းဒီတိုင်းပါပဲတူတူပါပဲပြီးတော့ဒီအချိန်မှာရိုးသားဝန်ခံရရင်ခင်ဗျာတွေးမိမှာကကဲပွဲချိန်ဝက်ကိုရောက်အောင်သွားပြီးတော့အသင်းကိုနည်းနည်းလေးပြန်ပြီးစူးစီးလိုက်ကြရအောင်ဆိုပြီးတော့ပေါ့လေပွဲချိန်ဝက်မှာကျွန်တော်တို့နဲ့ပတ်သက်တဲ့အချက်အချို့ကိုပြင်ဆင်ခဲ့ပါတယ်ပြီးတော့အာဆင်နယ်စီကိုဘယ်လိုထိုးပေါက်ဝင်ရောက်နိုင်မလဲဆိုတာကိုလည်းစူးစမ်းခဲ့ပါတယ်ကျွန်တော်ထင်တယ်ပိုပြီးအရေးကြီးတာကဒီလိုထိတ်တဲ့အသင်းမျိုးနဲ့ရင်ဆိုင်ရတဲ့ပွဲပေါင်းများစွာပါဝင်ကစားမှုတဲ့အတွေ့အကြုံရဒီပွဲကခင်ဗျလက်ထက်ကနေလွတ်ထွက်သွားနိုင်တာတော့တေချာတယ်ဆိုတော့ပါပဲဒုတိယပိုင်းမှာအသင်းအတွက်ကျွန်တော်တို့အယောင်ဂုဏ်ယူပါတယ်ကျွန်တော်တို့တောင်းဆိုခဲ့တဲ့များအရာတိုင်းအထွက်ပေါ်လေပြီးတော့ဒါကကျွန်တော်ရဲ့အဓိကဂျင်းနဲ့စရာအထက်ကဒုတိယပိုင်းဖြစ်နိုင်မယ်လို့ထင်ပါတယ်ပြီးတော့ကျွန်တော်ကအခြေအနေတစ်ခုပေါ်မှာလွန်ကျွံကောင်းမြင်ရဖို့ကြိုးစားနေရမျိုးတော့မဟုတ်ပါဘူးငြင်းမရတဲ့အမှန်တရားပါပဲကျွန်တော်ထင်ပါတယ်ကျွန်တော်ရင်ဆိုင်စားနေရတဲ့ပြိုင်ဘက်ရဲ့အဆင့်အတန်းကိုနားလည်ထားရင်းနဲ့ပဲဒုတိယပိုင်းမှာပွဲကိုပြန်ပြီးတော့တုံ့ပြန်စားနိုင်ခဲ့ပါတယ်မေလာမတ်က service ကိုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ခင်ဗျားကိုရိုးသားပြောရမယ်ဆိုတော့ဒါကတကယ်ကိုခက်ခဲပါတယ်ခင်ဗျားသိမလားတော့မသိဘူး sub လေးတွေမှာခင်ဗျားတို့ကိုကြည့်လိုက်လို့ရှိရင်10ချိန်မှာ9ချိန်ကဘောလုံးကတိကျလွန်နေတာဗျအဲ့ဒီကန်ဒီပေးမှုပေါ့ဗျဆိုတော့အဲ့ဒါကခင်ဗျားလိုချင်တဲ့တခုတည်းသောအရာပြီးတော့10ချိန်မှာ9ချိန်ကအဲ့ဒီအတိုင်းဖြစ်နေတာလေပြီးတော့မှခင်ဗျားကတို့ရဲ့အရက်အမောင်းနဲ့ကာပိုင်းဆိုင်ရာကြန့်ခံမှုကိုထပ်ပြီးတော့ကြည့်ရပါလိမ့်ဒါကြောင့်မလဲ stretcher ပိုင်းဆိုင်ရာမှားယွင်းမှုတစ်ခုခုရှိခဲ့တယ်လို့ကျွန်တော်ကတော့မထင်ပါဘူးဒါကအာဆင်နယ်နဲ့ကစားတဲ့အခါမှာသူ့ရဲ့ထိုင်မှာထိုင်နေရင်းနဲ့ဒီနေ့မှလည်းဒီလိုဖြစ်ခဲ့တာပဲသူတို့ကအဲဒီကနေဂိုးတကိုဖန်ပြီးယူသွားတာမျိုးပါပဲဒါကြောင့်မလို့ဟုတ်ပါတယ်ဒါကစိတ်ပြည့်စရာတော့ကောင်းခဲ့ပါတယ်ဒါပေမဲ့လည်းပဲဒါကိုနားလည်မှုတော့ရှိပါတယ်မေလာမတ်ကဒုတိယဂိုးကပိုပြီးစိတ်ပြည့်စရာကောင်းခဲ့လားဗျဟုတ်ကဲ့တကယ်ကိုစိတ်ပြည့်စရာကောင်းခဲ့ပါတယ်ကျွန်တော်ထင်ပါတယ်အဲ့ဒါကပိုတော်စိတ်ပြည့်စရာကောင်းခဲ့ပါသေးတယ်ပြီးတော့ဒီကနေ့ကျွန်တော်တို့ရဲ့ service တွေကနေခိုင်တဲ့အနှဲငယ်မှာအာဆင်နယ်ကအဲ့ဒီအချိန်တွေကနေဖောက်ထွက်ပြီးတော့ဒမ်ဘလက်စစ်ဆင်နိုင်ခဲ့တာကိုခံစားမိပါတယ်အဲ့ဒါကကျွန်တော်တို့တေချာပေါက်ပြန်သုံးသပ်ရမယ့်အရာတစ်ခုပါပဲဘာလို့လဲဆိုတော့ဒုတိယဂိုးကအတိအကျအဲ့လိုဖြစ်သွားခဲ့တာမဟုတ်လို့ပဲလေအဓိကဇာမတယောက်နေမကောင်းတာမျိုးလားဗျဟုတ်ပါတယ်သူမနေ့ကနေမကောင်းဘူးလို့ကျွန်တော်ကိုသတင်းပို့ခဲ့ပါတယ်မနေ့ကအိမ်ပြန်သွားခဲ့ပါတယ်ဒါကြောင့်ဒီကနေ့သူမပါဝင်နိုင်ခဲ့တာပါမေလာမတ်က service တွေကနေအခုရပိုင်းတွေမှာလေ့ကျင့်ခဲ့တယ်လို့ပြောခဲ့ပါတယ်ဒါက Declan Rice နဲ့ Gabriel တို့လိုဇာမတွေမရှိရင်အဲ့လိုအခြေအနေမျိုးတွေပြန်ပြီးဖန်တီးနိုင်ဖို့အရန်ခက်ခဲ့တယ်ဆိုတဲ့သဘောမျိုးလားဗျဟုတ်ပါတယ်တေချာပါပဲပြီးတော့ကျွန်တော်ထင်ပါတယ်ခင်ဗျားမှာအဲ့ဒီဇာမတွေမရှိဘူးဆိုရင်အာဆင်နယ်သွင်းနေတော့ဂိုးတွေခင်ဗျားသွင်းနိုင်မှာမဟုတ်ဘူးဆိုတာကိုလည်းထင်ရှားနေပါတယ်ဒါကအဲ့ဒီနေရာထဲကြောင်းတော့မဟုတ်ပါဘူးခင်ဗျားမှာဘောလုံးပေးမှုမဲ့သူတယောက်ရှိပါတယ်ခင်ဗျားကဘောလုံးကိုနောက်ကိုပို့ပြီးနောက်ပြေးပုံတွေကအဲ့ဒီမှာရှိပါလိမ့်မယ်လို့တောင်းဆိုလက်တိုင်းဘောလုံးကနောက်ကိုရောက်သွားတာပါပဲခင်ဗျားကဘောလုံးကိုရှေ့ကိုပို့ပြီးပြေးတဲ့သူတွေကအဲ့ဒီမှာရှိနေလိမ့်မယ်လို့တောင်းဆိုလိုက်ရင်လည်းဘောလုံးကအဲ့ဒီကိုရောက်သွားတာပါပဲပြီးတော့ခင်ဗျားမှာအခြားအချက်လက်တွေဖြစ်တဲ့ချိန်ကပြေးလွှားမှုတွေပြေးဝင်ပုံတွေကြမ်းခံမှုတွေလည်းရှိနေသေးတယ်ဆိုတော့ဟုတ်ပါတယ်သူတို့ကအရာလုံးမှာတကယ်ကိုအလွန်အမင်းကောင်းမွန်လွန်းနေတာပါပြီးတော့သူတို့မှရှိတဲ့ပင်ကိုအရေးအသွေးတွေဘောလုံးကိုသွားပြီးတော့တိုက်ခတ်လို့တဲ့ဆန္ဒတွေအပြင်တခါလေဒါကခက်ခဲပါတယ်အင်လာမတ်ကသူတို့ရဲ့ခန်းစစ်မှတ်တမ်းဟာတကယ်ကိုမယုံနိုင်စရာကောင်းလုံးပါတယ်၄ပွဲမှာ9ပေါင်တဲမှုတစ်ကြိမ်နဲ့သာနောက်ခင်ဗျားကဒီအသင်းကိုရင်ဆိုင်စားဖို့အစီအစဉ်ဆွဲရမှာဘာလို့ရမလဲသူတို့ကိုဖောက်ထုတ်ဖို့အတွက်ဘလို့အရာတွေကိုခင်ဗျားကြည့်ခဲ့လဲဗျဒါကအရန်ကိုခက်ခဲပါတယ်ပြီးတော့ကျွန်တော်ပြောခဲ့သလိုပါပဲသူတို့နဲ့ရင်ဆိုင်စားတဲ့အခါမှာရုန်းကန်ရတဲ့အသင်းတွေအများကြီးရှိခဲ့မယ်လို့ထင်ပါတယ်ဒါကြောင့်ဟုတ်ပါတယ်ခင်ဗျားကနီးလန်တွေအမြဲတော့ရှာဖွေရတာပေါ့လေကျွန်တော်ထင်ပါတယ်ဒီကနေ့အဓိကအချက်ကတော့လပါဘူးမန်ချက်စတာယူနိုက်တက်အသင်းတို့လိုထိန်းတဲ့အသင်းတွေနဲ့ဇားရတုံးကထက်ပို့ပြီးတော့တိုးတက်မှုရှိအောင်နဲ့ထိန်းချုပ်မှုအမျိုးမျိုးရရှိအောင်ကြိုးစားဖို့ပါပဲထိန်းချုပ်မှုတစ်ခုဖြစ်နေရင်းနဲ့ပဲထိန်းချုပ်မှုတစ်ခုကိုကျွန်တော်တို့ဒီမှာရနိုင်မလားပေါ့လေဒါပဲလည်းပဲကြည့်ပါသူတို့ကတကယ်ကိုကောင်းတဲ့အသင်းတွေမှာခင်ဗျားသိတဲ့အတိုင်းပါသူတို့ကဒီနေ့မှာလီဗလာကိုအနိုင်ရဖို့အတွက်လိုအပ်တဲ့အရာမှန်သမျှကိုပန်ဆိုင်ထားတယ်လို့ကျွန်တော်ယုံကြည်ရတဲ့အသင်းတွေမှာခံစစ်ပိုင်းတိုင်းစစ်ပိုင်း service တွေကစားပွဲရဲ့ကဏ္ဍတိုင်းမှာကဲကိုကောင်းမွန်လွန်းနေတာပါသူတို့ကတကယ်ကိုထိတ်တဲ့အသင်းတွေဖြစ်ပြီးကျွန်တော်တို့ဒီနေ့မှာလည်းနည်းနည်းလေးလိုအပ်သွားခဲ့တယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်ပရိသတ်များတို့ကိုစိတ်နဲ့ဖျားကျမ်းပါချမ်းသာကြပါစေခင်ဗျာ